အားလုံးပဲမင်္ဂလာပါဒီခုလိုခက်ခဲကျန်တဲ့ခေတ်ကာလမှာကိုရီးယားနိုင်ငံTogether We Work ဓမ္မမိတ်ဆွေများအားလုံးမှဝိုင်းရည်လူစင်ဌာနသာသမီများအားလုံးအတွက်10 ရက်တစ်ပတ်စာစံလူရမှုအမတန်ဝမ်းသာပါတယ်ဒီမှာဝိုင်းရည်လူစင်ဌာနတရက်ကိုစံ3ပိုင်းကုန်ပါတယ်ဒီလိုခက်ခဲကျန်တဲ့ခေတ်ကာလမှာကိုရီးယားနိုင်ငံ Together We Work ဓမ္မမိတ်ဆွေများအားလုံးကိုအတင်းကြီးရဲ့ပူဇော်ဦးဇင်းနေနဲ့အထူးပဲလိုက်လေးကျေးဇူးတင်ပါတယ်ဒီလိုကိုရီးယားနိုင်ငံ Together We Work ဓမ္မမိတ်ဆွေများအားလုံးနဲ့ကဘာသူကဘာသားအားလုံးကိုတူတူလည်းတွဲပြီးတော့ကျိုးကျိုးလုပ်ငန်းတွေလုပ်ခွင့်ရတာလည်းအမတန်ပီတိရပါတယ်နောက်ဒီလဲသာသမီများအတွက်ကျိုးစိုးကအမြဲတမ်းမျှော်လင့်နေပါတယ်